အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီညအောက်ကြီးကြိုက်တဲ့ညီကိုတွေအတွက်အောက်ကြီးတစ်ခွက်ကျွန်တော်ရွေးထုတ်ပေးချင်ပါတယ်ဒါကတော့ဂျာမန်ဘလူးကိုပတ်ကန်ရမယ်ညရညပါအော်လက်ရှိဘိုင်ယန်ပြင်းနေပေးထားတဲ့1.65ဈေးတန်းကကျွန်တော်အတော်လေးတော့မနစ်သက်ပါဘူးကြိုက်လည်းမကြိုက်ပါဘူးရဲကိုမြရက်မထစ်ကိုနိုင်ရတဲ့အတင်းနဲ့တင်းနောက်ပြီးတော့လက်ရှိစိတ်ဘော်လီကတန်းရင်းဆောင်မှာရောက်နေတဲ့အတင်းနဲ့တင်းများဒီလိုအတင်းတင်းမှာကလက်ရှိဂျာမန်ပေးတဲ့1.65ဘော်လီဈေးကကျွန်တော်အနေနဲ့အတော်လေးပျော့လင်းလို့ကျွန်တော်ယူဆတယ်စိတ်ဘော်လီနဲ့သူ့အနေနဲ့ကြာပေါက်တန်းရုံမယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာကဘိုင်ယန်အနေနဲ့တေချာပေါက်တကူကတ်နိုင်လိမ့်မယ်အဲ့လောက်ပဲသွားမယ်လို့ယူဆတယ်ဒါမှမဟုတ်လည်းတေချာဖို့မရပါတယ်အဲ့တော့ရီယက်မက်တစ်နိုင်ရတဲ့တင်းတင်းဖြစ်တဲ့အတင်းတင်းဖြစ်တဲ့ဂျာမန်ဘလူးလက်ရှိနှစ်ခုပြတ်ရင်အပြည့်စားရမယ့်ဈေးတန်းကတော်တော်လေးကိုသဘာမကျပါဘူးအဲ့တော့ဈေးတန်းရတယ်လိုက်မမီတယ်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီညတော့ဘိုင်ယန်ကိုဘက်ကတ်တယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်အောက်ချေးကျတဲ့ညီကိုတွေအတွက်အောက်ချေးတီးတန့်စိတ်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်အဲ့တော့အကြိုက်တူတဲ့ညီကိုတွေ like ပါအားလုံးပဲရကြပါစေကျွန်တော်အနေနဲ့ဒီ channel မှာကကျွန်တော်ကအောက်ချေးတီးတန့်ပွဲတွေကိုကျွန်တော်ရွေးထုတ်ပေးမှာဖြစ်ပါတယ်အကြိုက်တွေမှာကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အားလုံးပဲ good luck ပါ